မင်းကလေးတွေသမတာလာနေတော့ခေါင်းလျှော်လိုက်ရင်ယာတီသွေးငုံသွားမယ်ဘိတ်ပုံနာမယ်ဆိုပြီးလူကြီးတွေတားတာခံရဘူးတယ်မလားခေါင်းတွေရာအစီတွေပြန်နေပေမဲ့ကြောက်လူအောင်ခံနေရတဲ့ပြိုမေတို့အတာသတင်းကောင်းတစ်ခုရှိပါတယ်ပထမဆုံးသိထားရမှာကခေါင်းနဲ့တအိမ်ဟာဘာမှမဆိုင်ပါဘူးယာတီသွေးစင်းတာဟာတအိမ်တွင်းနေရန်ကြွာကြတာဖြစ်ပြီးဒါဟာဟော်မုန်းတွေနဲ့ပဲဆိုင်ပါတယ်ခေါင်းလျှော်လို့အတင်ဘက်အပူချိန်ပြောင်းလဲုံနဲ့တအိမ်တဲကသွေးတွေကိုရက်တက်အောင်လုပ်ဖို့ဆိုတာဆေးပညာအရလုံးဝမထင်နိုင်ပါဘူးသွေးငုတ်တယ်ဆိုတာတကယ်တော့မရှိပါဘူးဒုတိယချက်ခေါင်းလျှော်ရင်ဘိုက်ပူနာသလားဘိုက်နာတာဟာ prostaglandins လို့ခေါ်တဲ့ဓာတ်မျိုးကြောင့်တအိမ်ကြွက်သားတွေကျုံလို့ထိရတာပါခေါင်းလျှော်လိုက်လို့ပူနာလာတာမဟုတ်ပါဘူးတကယ်တော့ရေနွေးနွေးလေးနဲ့ခေါင်းလျှော်တာရေချိုးတာဟာတင့်ရဲ့ကြွက်သားတွေကိုပြေလျော့စေပြီးနာကျင်မှုကိုတောင်တက်တာစေနိုင်ပါတယ်ဘာလို့ခေါင်းလျှော်ဖို့လိုအပ်တာလဲရာသီလာချိန်မှာခန္ဓာကိုယ်ကအဆီနဲ့အချွေပိုထွက်တတ်ပါတယ်ခေါင်းမလျှော်ပဲအောင်ခံထားရင်ဥယျာဉ်ပြမတန့်ရှင်းပဲဘောက်ထားတာရားရံတာတွေပဲဖြစ်လာမှာပါတကူရေးတန့်ရှင်းရေးကဒီအချိန်မှာပို့တောင်အရေးကြီးပါတယ်ဒါကြောင့်စိတ်ချလက်ချခေါင်းလျှော်ပါအခန်းအပူချိန်ရှိတဲ့ရေဒါမှမဟုတ်ရေနွေးနွေးလေးနဲ့လျှော်ပေးခြင်းကတင့်ကိုပို့ပြီးလန်းဆန့်စေမှာပါဒီဗီဒီယိုလေးကိုတင့်ငယ်ချင်းတွေစီ share ပြီးအယူအဆအမားတွေကိုတူတူချေးဖြစ်လိုက်ရအောင်ကျမ်းမာရေးဗဟုသုတတွေအတွက် RO Gen ကို follow ယူထားနော်